Minglava. Mama Comnia game new to the Mia so the common Mama Comnia game new tap your disability by shit. The Comnia game near Atachaka Palace Rock. 3 Bon and Pitajamulo, Lucy Niva do it show. A corridor solution pull round to the choke game near solution pull round to the Piotica cinema solution if we are game style you tie. Now check out 3 games so type on then got a cool longer animation on the Munabono. So 3 game. ပုံစံလေးရောဆွဲထားတဲ့ပုံစံလေးရောအကုန်လုံးကအရန်ကိုတည်တတ်ရလှပပြီးတော့player ရဲ့အကြိုက်ပုံစံမျိုးဖြစ်တာကြောင့်မို့လို့ဒီ game ကတော်တော်လေးနာမည်ကြီးอ่ะပေါ့နော်ဒီထက်ပိုတော့မိုက်တဲ့ချက်ကဒီ game company က game တွေက free ကစားလို့တော့မရဘူးပတ်စံပေးပြီးတော့ဝယ်ရပါပေါ့နော်ဒါပေမဲ့ဒီ channel မှာတော့ free ကစားလို့ရအောင်အလကားတင်ပေးထားပါတယ်ဆိုတော့ဒီ game လေးကို down ချင်နေဆိုလို့ရှိရင်တော့အခုတင်ပေးထားပြီးလေးအောက်က comment မှာပဲတော့ပြီးတော့ down လုပ်ရပါတယ်အခုတင်ပေးရဲ့ game လေးရဲ့ storyline ဘယ်လိုမျိုးလဲဆိုတော့ရိုးရှင်းရှင်းလေးပဲပီဇာကောင်မလေးပေါ့နော်ပီဇာလာပို့ကြတယ်ပုံမှန်ဆိုလို့ရှိရင်ဂျပန်နဲ့ပတ်သက်ပြီးတော့တော်များသိကြရတာကရှေ့ပိုက်ပြင်သမားတို့ပီဇာ delivery သမားတို့ပီဇာလာပို့တဲ့သူတို့ဘာတို့ကယောက်ျားလေးဖြစ်တာများတယ်ပေါ့နော်ဒါပေမဲ့ဒီ game နဲ့မှာတော့ကောင်မလေးနှစ်ယောက်ကလာပို့ပေးရဲ့ပြီးတော့အဲ့ကောင်မလေးနှစ်ယောက်ကသူရဲ့ customer တိုင်းကို game လေးတစ်ခုကစားခွင့်ပေးရဲ့အဲ့ဒါဘာလဲဆိုတော့တော်များကစားဖို့တဲ့ပုံစံမျိုးလေးပေါ့နော်ဒါလေးကနှိပ်လိုက်တာနဲ့3ခုတန်းလေးတစ်ခုကျလာပြီဆိုလို့ရှိရင်အပိုးစုချင်းငွေတစ်ခုကိုရတာပေါ့နော်ဒီ game နဲ့မှာဇက်ကောင်ကလုံးဝကို surprise စုအကြီးတစ်ခုပေါက်သွားတယ်အဲ့မှာပီဇာလာပွဲကောင်မလေးနောက်ကစုအကြီးပေါက်တာပဲဆိုပြီးတော့စုချတာပေါ့အဲ့မှာပဲအဓိကဆင်းလေးရတာပေါ့နော်ဒီမမာကုမ္ပဏီက game နေနဲ့ပတ်သက်ပြီးတော့ဘလို့ဆိုရလဲဆင်းနေထပ်ပြီးတော့ဘလို့ရအောင်လုပ်လဲဆိုတော့မသိရဲ့ pro အတွက်ပြပြချင်တာလေးတစ်ခုကဒီ game ရဲ့ဘေးလေးမှာပေါ့နော်ညာဘက်ထောင်လေးညာဘက်ဘေးလေးမှာမြားလေးနှစ်ခုပါတယ်အဲ့ဆင်းတစ်ခုပြီးတိုင်းမှာအပေါ်မြားလေးကိုနှိပ်ပေးပါအဲ့အပေါ်များလေးခဏဆင်းပြီးတိုင်းခဏနှိပ်ပြီးတော့လို့ရှိရင်နောက်ဆုံးမှာအဲ့မြားနှစ်ခုလုံးရဲ့အောက်မှာ icon တစ်ခုပါတည်ရပေါ့နော်အဲ့ဒါလေးလင်းလာပြီဆိုလို့ရှိရင်အဲ့ဒါလေးထပ်နှိပ်ပြီးရပါပြီအဲ့လိုနဲ့သူ့ရဲ့ဆင်းလေးကိုတဖြည်းဖြည်းချင်းဖွင့်ပေးလို့ရတယ်ပေါ့နော်ပြီးတော့မြင်ကွင်း ABCD ဆိုပြီးတော့မြင်ကွင်းလေးလည်းပါတယ်အဲ့ဒါလေးကြည့်ပြီးတော့လဲဆင်းလေးထပ်ပြီးတော့ဖွင့်လို့ရပါတယ်ဆိုတော့အားလုံးလည်းသဘောကျမယ်လို့ထင်ပါတယ်ရှင်နောက်တစ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်ရှင်အားလုံးပဲ see you bye